ဒါကျွန်တော်တို့မောင်နှမ3ယောက်အရင်ခောက်တွေ3ယောက်လုံးမှာဒီမှာအရှိဆုံးကအကြီးနောက်ဆုံးကအလက်အငယ်အလဲကအငယ်3ယောက်လုံးမှာအဲ့လိုလေးတွေနော်အမေရှိတယ်အဖေမရှိတော့ဘူးဒီနေ့ကျွန်တော်တို့ဒီဘက်ကိုလာပြီးတော့လှူပေးတာ3ယောက်လုံးသူတို့ကလက်ရှိဒီမှာ3ဘိန်းလေးသူတို့အတုံးပြုတ်နေတဲ့3ဘိန်းလေးပြတ်သွားလို့ကျွန်တော်တို့နော်အားကြောင့်မလို့ပါနော်ပြတ်သွားတဲ့3ဘိန်းလေးကအဲ့3ဘိန်းလေးလားဟုတ်ကဲ့တော်တော်ဟောအေးအကုန်ပြန်စစ်ရမှာနော်လာရတွေရောအကုန်ပြန်စစ်ရမှာနော်အဲ့ဒါလေးကိုဘလို့တတ်မှာတော့တက်ရတယ်ပေါ့ရလေအကိုကြီးပဲတက်ကြည့်လိုက်ဩဘိုင်းမရယ်တူနီးတူဟန်နဲ့တူတော့ဟုတ်နေရပဲနော်ဟောနောက်ကအငဲလက်တက်ပြီဟောအဲ့လိုတက်တာအဲ့ဒါကိုဒီ3ဘိန်းနဲ့လှည့်ပြီးတော့ဆိုလာတွေလိုက်ပြင်တာဟုတ်ကဲ့ပစ္စည်းရကြပဲမှတင်တော့ပစ္စည်းရဒီကလေးနောက်မှာအဲ့လိုဘိုးကညပါလေအကုန်ပါတယ်ဒါလည်းမကောင်းတဲ့လူကြီးတက်မကောင်းတော့လို့ကြောင်ထုတ်တာလားဟုတ်ပြီစီစဉ်ပေးမယ်ချိန်ခဏလေးစောင့်ပြီနော်အကုန်လုပ်ပေးမယ်နော်ခဏလေးစောင့်ပြီပါနော်ပြန်ပြီးခွာဆင်းတာကိုရင်းနေပါပြန်လိုက်ရတာဟုတ်ပြီအကုန်ပြန်စစ်ပေးမယ်နော်ဒီဘက်မှာじゃအဲ့လိုပြင်တဲ့လူရှိလားရှိတယ်တွန်းကုန်တွေပါရှိတယ်ဟုတ်ပြီတွန်းကုန်တွေပြန်ထွန်ရမှာနော်ဒါတွေကစီပြန်မှုတ်အကုန်တာယာတွေပါတွေမကောင်းတာပြန်လဲဟုတ်ပြီကျေးဇူးပါဆင်းရ